ရာသီကျိုးအာရှခရီးစဉ်တွေအပြီးမှာဒီအလွန်ဆိုးရဲ့ချက်စီဘာတွေတိုးတက်သွားလဲဘာတွေပြင်ဆင်ရအောင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဗျာဒီအလွန်ဆိုးရဲ့ရာသီကျိုးပွဲတွေကိုကြည့်ပြီးတော့နိုင်တာဘယ်နှပွဲလဲရှုံးတာကဘယ်နှပွဲလဲဆိုပြီးတော့ရလက်တစ်ခုတည်းကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဒီအသင်းရဲ့အမှန်တကယ်လိုအပ်နေတဲ့ပုံကိုလွဲသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီရာသီကျိုး9ပွဲအပြီးမှာဗျာချက်စီက2ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲသေးရလက်ထွက်ထားပါတယ်စစ်တနီကို6ဂိုး4ဂိုး AC မီလန်ကို3ဂိုးဂိုးမရှိနဲ့နိုင်ခဲ့ပါတယ်တစ်ဖက်မှာကစပါးကိုရှုံးတယ်ဂျူဘင်တက်ကိုရှုံးတယ်နောက်ဆုံးပြဒီမလေးရှားကလပ်ဂျိုဟိုးနဲ့3ဂိုး3ဂိုးဆိုလဲရလက်ထွက်ပေါ်ခဲ့ပါတယ်စုစုပေါင်းပြဒီ73ဂိုးသွင်းပြီးတော့10ဂိုးပြန်ပေးထားပါတယ်ဒီအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အလွန်ဆိုရဲ့ချက်စီကတိုက်စစ်ပိုင်းမှာဗျာစိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့ခန်းစစ်ကတော့ဗျာဒီအလုံးလုံးစရာတွေအများကြီးကြံသေးတယ်လို့ပြောရပါမယ်ကျွန်တော်ကတော့ဒီရလက်ထက်ဗျာအလွန်ဆိုဘာကိုတိစောက်နေတယ်လဲဆိုတာကိုပို့ပြီးတော့ကြည့်ချင်ပါတယ်အလွန်ဆိုချက်စီကိုစကန်ကြတဲ့ကဗျာမြင်ရတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကဒီဘောလုံးရပြီဆိုတာနဲ့ဗျာအမြန်အရှိကိုတိုက်စစ်ဆင်ရှင်ပါတယ်အထူးသဖြင့်ဒီ3-4-2-1ပုံစံမှာနောက်ခံလူတွေကနေဗျာဘောလုံးကိုတိစောက်တယ်ကွင်းလယ်ကနေဘောလုံးကိုယူလေရတယ်ပြီးတော့ဗျာဒီဝင်းဘက်တွေကိုအမြင့်ကိုတက်စေတယ်ရှေ့မှာလည်းတိုက်စစ်သမားတွေကိုဗျာနေရာပြောင်းနေရာလွတ်ရှာပြီးတော့ဘောလုံးထိချက်တစ်ချက်တည်းနဲ့ဒီပြိုင်ဘက်ခန့်စစ်တဲ့ကိုထိုးဖောက်ဖို့ကြိုးစားပါတယ်ဒီပုံစံကြောင့်ချက်စီကတစ်ခါတလေအရန်ကိုအန်ရရှိတာတွေ့ရပါတယ်စစ်တနီနဲ့ပွဲမှာ6ဂိုးသွင်းတယ်AC မီလန်နဲ့ပွဲမှာ3ဂိုးသွင်းတယ်ဆိုတော့ဗျာအလွန်ဆိုရဲ့တိုက်စစ်အတွေးခေါ်ကဒီကွင်းထဲမှာစပြီးတော့ပုံပေါ်လာပြီလို့ပဲပြောလို့ရပါတယ်ဒါပေမဲ့အဓိကပြဿနာကဘောလုံးရတဲ့အချိန်မဟုတ်ပါဘူးဘောလုံးပြတ်သွားတဲ့အချိန်ပါဒီအချက်ကိုကျွန်တော်ဒီမလေးရှားကလပ်ဂျိုဟိုးနဲ့ပွဲမှာအထူးသဖြင့်ဗျာမြင်ခဲ့ရပါတယ်ချက်စီကဘောလုံးရတဲ့အချိန်မှာဗျာအရန်ကောင်းတယ်ရှေ့ကိုတက်တယ်ပြီးတော့ဗျာအခွင့်အရေးတွေဖန်တီးတယ်ဂိုးလည်းသွင်းနိုင်တယ်ဒါပေမဲ့ဘောလုံးဆုံးရှုံးသွားလိုက်ဗျာဒီစက္ကန့်ပိုင်းအတွင်းမှာအသင်းရဲ့ပုံစံကတစ်ချက်တည်းနဲ့ဗျာပြောင်းသွားပါတယ်နောက်ခံလူတွေနဲ့ဒီကွင်းလန်ကြားမှာနေရာလွတ်တွေကပေါ်လာတယ်ဝင်းဘက်တွေဗျာအပေါ်တက်နေတဲ့အတွက်နောက်ကွက်လက်တွေကိုဗျာဒီပြန်ဘက်ကထိုးဖောက်လာနိုင်ပါတယ်အလွန်ဆိုအနေနဲ့ဒီယာတီမစခင်အမြန်ဆုံးပြင်ရမယ့်အပိုင်းကအဲ့ဒီနေရာပါအခုဗျာကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရအောင်အလွန်ဆိုရဲ့ဒီယာတီကျိုးအာရှခရီးစဉ်မှာတကယ်တိုးတက်လာတာကဘာလဲပထမဦးဆုံးဗျာဒီအသင်းရဲ့ကစားပုံကစပြီးတော့ပေါ်လာပြီဘောလုံးရရင်ဘယ်လိုတိဆောက်မလဲဘယ်အချိန်မှာဝင်းဘက်တွေရှေ့ကိုတက်မလဲဘယ်လိုနေရာတွေကနေဗျာပြိုင်ဘက်ကိုထိုးဖောက်မလဲဒီအရာတွေကဒီပွဲတစ်ပွဲနဲ့တစ်ပွဲဗျာပို့ပြီးတော့မြင်လာရပါတယ်နောက်တစ်ခုကလူငယ်ကစားသမားတွေပါအလွန်ဆိုကဗျာသူတို့ကိုအခွင့်အရေးပေးတယ်အဲ့ဒီအတွက်ဗျာဒီတချို့လူငယ်တွေကဒီကိုယ့်ရဲ့အရေးအချင်းကိုပြတ်သားခွင့်ရလာပါတယ်ဒါပေမဲ့အဲ့ဒီကောင်းတဲ့အချက်ရဲ့နောက်ကွယ်မှာဒီပြဿနာတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့ဗျာအတွေ့အကြုံပါတခါတလေဒီတိုက်စစ်မှာအရန်ရဲရင်တာကိုတွေ့ရတယ်ဒါပေမဲ့နောက်တစ်ချိန်မှာဗျာနေရာယူပုံတွေကမှားပါတယ်ပြီးတော့ဗျာဒီဆုံးဖြတ်ချက်တွေကလည်းနည်းနည်းနောက်ကျနေတာကိုတွေ့ရပါတယ်ပြီးတော့ဗျာပြန်ဘက်တွေကဒီတံပြန်တိုက်စစ်နဲ့ပြန်လာတဲ့အချိန်မှာဘသူကဘယ်နေရာကိုပိတ်မလဲဆိုတာမသေးချာသေးတာကိုတွေ့ရပါတယ်ရာသီကျူမှာတော့ဗျာဒါတွေကခွင့်လို့ရပါတယ်ဒါပေမဲ့ပရီးမီးယားလိရာသီစသွားရင်တော့ဒီအမှားတွေကအမှတ်တွေဖြစ်လာပါလိမ့်မယ်ဒါကြောင့်အာရှခရီးစဉ်ပြီးတဲ့နောက်မှာအလွန်ဆိုအတွက်ဗျာလှုပ်စရာကရှင်းပါတယ်ပထမဆုံးအနေနဲ့အကောင်းဆုံးပွဲထွက်လူစင်းကိုပို့ပြီးတော့တည်ငြိမ်အောင်လုပ်ရမယ်ဘသူနဲ့ဘသူတွဲရင်အကောင်းဆုံးလဲဆိုတာရှားရမယ်အထူးသဖြင့်ဘိုနောက်ခံလူတွေဒီကွင်းလယ်အဖြတ်နေရနဲ့ဗျာတောင်မနှစ်ဖက်မှာဘသူတွေကအသင်းရဲ့ကစားပုံနဲ့အကိုက်ညီဆုံးလဲဆိုတာကိုအလွန်ဆုံးဆုံးဖြတ်ရပါမယ်ဒုတိယအချက်ကတော့ဗျာဒီဘောလုံးပြတ်သွားတဲ့အချိန်ခန်းစစ်ပြန်တိဆော့ပုံကိုပြင်ရပါမယ်တိုက်စစ်ကိုအားမလျှော့ပန်းနဲ့ဗျာဘောလုံးပြတ်သွားတဲ့အချိန်မှာအသင်းတစ်ခုလုံးဘယ်လိုပြန်စုမလဲဆိုတာတိဆော့ရပါမယ်တတိယအချက်ကတော့ဒီပွဲကိုဗျာထိန်းချုပ်နိုင်တဲ့အဆင့်ကိုတက်ရပါမယ်ဘာလို့လဲဆိုတော့အသင်းဆိုတာဗျာဒီ3ဂိုးဂိုးမရှိတဲ့နိုင်နေတဲ့အချိန်မှာ4ဂိုးပြက်5ဂိုးပြက်ဖြစ်အောင်ဂိုးတွေထပ်သွင်းတဲ့အသင်းမျိုးမဟုတ်ပါဘူးတခါတလေဒီ3ဂိုးဂိုးမရှိဖြစ်နေပြီဆိုလို့ရှိရင်ပွဲကိုဗျာအရှိန်တက်လိုက်တာကကောင်းပါလေကစားတဲ့ပုံစံကိုဗျာရှော့ချတဲ့ရင်ရှော့ချရပါမယ်ပြိုင်ဘက်ကိုဗျာအခွင့်အရေးမပေးပဲအေးအေးဆေးဆေးဗျာပွဲပြီးတော့ကစားတက်ရမယ်
အဲ့ဒီပွဲကိုဗျာထိန်းချုပ်နိုင်စွာကဒီအလွန်ဆိုရဲ့ချက်စီမှာနောက်ထပ်တိုးတက်ဖို့လိုနေသေးတဲ့အပိုင်းတစ်ခုပါတစ်ချိန်ကဗျာချက်စီမှာပီတာချက်ရှိတယ်ဂျွန်တယ်ရီရှိတယ်ကန်ဒီရှိတယ်အဲ့ဒီလိုကစားသမားတွေရှိနေတဲ့အချိန်ပြန်ဘက်ကတံပြန်တိုက်စစ်နဲ့ပြန်လာရင်တော့ဗျာပရိသတ်တွေကတိတ်မကြောက်တာကိုတွေ့ရပါတယ်ပရိသတ်တွေကဗျာဘာလို့မကြောက်လဲဆိုတော့တခုခုဖြစ်ရင်ဒီကစားသမားတွေကရှင်းပိတ်လိုက်မယ်ဆိုတဲ့ယုံကြည်ချက်ရှိပါတယ်အလွန်ဆိုရဲ့ချက်စီကအခုအဲ့ဒီအဆင့်ကိုမရောက်သေးပါဘူးဒါပေမဲ့ကောင်းတဲ့အချက်ကဗျာအလွန်ဆိုကကျွန်တော်တို့အသင်းကိုတိဆောက်နေတယ်ဒါကြောင့်ရာသီကျုံမှာဗျာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲသိရေးဆိုတဲ့ရလက်ကိုကြည့်ပြီးတော့အလွန်ဆိုကိုအခုတည်းကဗျာအကဲဖြတ်ဖို့တော့စောပါသေးတယ်အခုလက်ရှိပါကျွန်တော်ဒီချက်စီအသင်းကပြီးပြည့်စုံတဲ့အသင်းမဟုတ်သေးပါဘူးအဓိကကစားသမားတွေလည်းမစုံသေးဘူးခံစစ်ပိုင်းမှာလည်းမေးခွန်းတွေကအများကြီးရှိနေတုံးပါဒါပေမဲ့လွန်ခဲ့တဲ့ပွဲတွေထက်ဗျာပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုကရှိလာပါတယ်အဲ့ဒါကဒီချက်စီးမှာဗျာပုံစံတစ်ခုရှိလာပြီတိုက်စစ်မှာဗျာဘာလို့ရှင်လဲသိလာပြီကစားသမားတွေကဘယ်လိုလှုပ်ရှားရှင်လဲဆိုတာလည်းသိလာပါပြီအခုကြံလာကဗျာအဲ့ဒီလိုဘောလုံးပုံစံကိုမိနစ်60လုံးဗျာတည်ရင်အောင်ကစားနိုင်ဖို့ပါအလွန်ဆိုရဲ့ချက်စီးဟာဒီလက်ရှိအာရှခြေစွမ်းပွဲတွေအပြီးမှာအရာအလုံးဗျာပြည့်စုံသွားတဲ့အသင်းတော့ဖြစ်မလာသေးပါဘူးဒါပေမဲ့ဖြစ်လာဖို့တော့နီးစပ်နေပါတယ်အခုဗျာရာသီမစခင်နောက်ဆုံးအချိန်မှာဆိုစီတဲ့အသင်းနဲ့နောက်ဆုံးခြေစမ်းရပါမယ်အဲ့ဒီပွဲမှာတော့ဗျာလူစုံတက်စုံမြင်ရနိုင်ပါတယ်အလွန်ဆိုကဒီပုံချမ်းကိုဗျာဘလောက်ထိပြီးပြည့်စုံတဲ့အသင်းအဖြစ်ပြောင်းလဲနိုင်မလဲဆိုတာကတော့ပရိသတ်တွေအတွက်သေချာပေါက်စောင့်ကြည့်ရမယ်အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြရလဲချက်စီးဖန်မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ပါမယ်